အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ကိုရတူဒီ channel လေးရပြီးတော့ကျွန်တော်တို့ညီကောင်မများအားလုံးပဲမင်္ဂလာပါလို့ဆုမွန်တော်ပါတယ်ကျွန်တော်ရဲ့လူဒီ channel လေးကဒီလေးပြတဲ့မှာကြောင့်မို့အားလုံးပဲတူတယောက်မြကျန်းစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းများနဲ့ပြည်စုံနိုင်ကြပါစေနေ့တိုင်းမှာလည်းမင်္ဂလာရှိကြပါစေအသက်ရှူတိုင်းလည်းငွေဝင်ပါစေလောကကြီးပွားရေးလည်းအောင်မြင်တိုးတက်ကြပါစေအဖက်ဖက်လာမှလည်းအစီအမီရာလေးလို့စုမော်တောင်းနေပဲကျွန်တော်ရဲ့ live show ဗီဒီယိုလေးကိုစတင်နိုင်ခြင်းဖြစ်ပါတယ်အားလုံးပဲမင်္ဂလာကောင်းရမ်းနဲ့ပြည့်စုံကြပါစေအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းများနဲ့ပြည့်စုံကြပါစေကျွန်တော်ရဲ့ live show ဗီဒီယိုလေးကအကိုတို့မတို့အတွက်တည်င်းစကားကောင်းလေးများကြားနိုင်ဖို့အတွက်စုမော်တောင်းလိုက်ပါတယ်ကျွန်တော်ကိုအခုမှစတွေ့ပြီးတော့တည်တဲ့အကိုလေးမောင်အကိုလေးအမတွေကလည်းကျွန်တော်ရဲ့6မိနစ်တောင်မရှိတဲ့ဗီဒီယိုလေးကိုဝင်ကြည့်ဖို့ဖိတ်ခေါ်ရခြင်းဖြစ်ပါတယ်အားလုံးပဲမင်္ဂလာရှိရောမင်္ဂလာလို့မှန်သွားပေးကြပါအောင်ခင်ဗျာကျွန်တော်ကိုအခုမှအသားတွေ့ဖို့မြင်မှုတဲ့ဆိုရင်တော့မှကျွန်တော်ကိုတစ်ပတ်တိုင်းနှစ်ပတ်တိုင်းစောင့်ကြည့်ဖို့ရအောင်လည်းကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscriber လေးနှိပ်ပေးကြပါဦးလဲလက်မလေးလည်းကိုစီနှိပ်ပေးခဲ့ကြပါဦးမင်္ဂလာရှိအောင်လို့မင်္ဂလာလို့လည်းမှန်ပေးခဲ့ကြပါဦးပြီးတော့ okay ဆိုပြီးတော့လည်းမှန်ပေးခဲ့ကြပါဦးတဦးတယောက်တည်းကိုတဦးတယောက်တည်းမြင်သေးဆိုရဲစိတ်ဆန္ဒမပါဘဲနဲ့ကျွန်တော်ဘက်ကနေ့တင်တဲ့အများဗီဒီယိုလေးကိုဒီကုံစာဖြစ်နဲ့စေတနာတိကျနဲ့တင်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်ရဲ့channel လေးကိုလည်းမျှဝေပေးကြပါဦးကျွန်တော်ရဲ့ channel လေးကအသေးလေးမို့ဒီ channel လေးမှာကျွန်တော်ကဗီဒီယိုလေးတွေနဲ့ဗီဒီယိုလေးကိုများအားလုံးဝင်ရပေးကြပါကျွန်တော်ဘက်ကလည်းအကျိုးရှိအောင်ဗီဒီယိုလေးကိုလည်းတင်ပေးသွားမှာဖြစ်တဲ့အကြောင်းမလို့ဝင်ရပြီးတော့ဝင်ရဖို့လိုအပ်ပါတယ်အဲကြောင့်မို့ကျွန်တော်ကိုဘက်ကလေးကိုမျှဝေပေးကြပါ23ရက်2လပိုင်း2026ရက်နေ့မနက်ပိုင်းအတွက်မနက်ပိုင်းတော့ကျွန်တော်နေကုန်စာအတွက်ပေါ့နေကုန်စာအတွက်ကိုတော့ဝမ်းချင်းလဲပေးမယ်တကွက်ကောင်းလဲနော်ပေးမှာဖြစ်ပါတယ်အဲကြောင့်ဒီဗီဒီယိုလေးကိုအဆုံးနေကြည့်ပေးပါဗီဒီယိုနည်းနည်းကုန်တယ်ဆိုပြီးတော့ကြော်သွားတာမျိုးရေးကြည့်ရမျိုးမလုပ်ပါနဲ့ကဏ္ဍနေကြော်သွားတာမျိုးဖြစ်တတ်ပါတယ်အဲကြောင့်မို့အဆုံးလေးလိုက်ကြည့်ပေးပါတော့ဗီဒီယိုလေးကအကျိုးရှိမယ်ဆိုရင်တော့ကျွန်တော်အကျိုးရှိမယ်လို့ထင်ရင်တော့ခဏကကျွန်တော်ပြောဆိုပဲအဓိကအချက်လေးတွေကိုဦးစားပေးပြီးတော့လုပ်စေချင်ပါတယ်တော့အဲဆိုခဏလေးပြောပြမယ်မပြောခင်မှာကိုညီကိုမိတ်ဆွေမောင်နှမတွေကခဏလေးမှတ်သားဖို့အတွက်စာအုပ်လေးပဲဖြစ်ဖြစ်နေရာမှာဖြစ်မိတ်ဆွေလိုတိုင်းနေတဲ့နေရာမှာမှတ်သားလို့ရပါတယ်အဲ့တော့ကျွန်တော်ရဲ့ခဏလေးကဝမ်းချင်းလေးက၄ကိုဝမ်းချင်းဖြစ်ပါတယ်အဲ့ရမှာညီကိုတို့မိတ်ဆွေတို့က၄ကိုထဲမှာ၄ကိုကြိုက်တဲ့မိတ်ဆွေတွေအတွက်ဆိုရင်တော့ကျွန်တော်ဈေးဘိုးလေးပေးမှာဖြစ်ပါတယ်ဈေးဘိုးလေးကိုလိုက်မှတ်ဖို့ရအောင်လိုက်မှတ်သားကြပါဈေးဘိုးလေးက40 43 45 4ခွန်ပါနော်နောက်တစ်ချိန်ထပ်ပြောပါမယ်ခင်ဗျာဈေးဘိုးလေးရဲ့၄တွက်ဈေးဘိုးလေးက40 43 45 4ခွန်၄တွက်ဈေးဘိုးဖြစ်ပါတယ်ခင်ဗျာချာမိတ်ဆွေတွေကလေးကိုမကြိုက်ဘူးကိုကိုကြိုက်ရဆိုရင်မိတ်ဆွေတွေအတွက်ကျွန်တော်ကိုအတွက်ဈေးဘိုးထပ်ပေးပါမယ်ကိုအတွက်ဈေးဘိုးလေးကတော့90 93 95 9ခွန်ဖြစ်ပါတယ်နော်နောက်တစ်ချိန်ထပ်ပြောပါမယ်ဗျာကိုအတွက်ဈေးဘိုးလေးက90 93 95 9ခွန်ဖြစ်ပါတယ်ခင်ဗျာကြာချင်းဆိုရင်တော့ညီကိုလည်း live ကစားလို့ရပါတယ်အဲ့လိုမှမဟုတ်ညီကိုကအပြီးပေါ့ပြန်ဆိုတော့ကျွန်တော်မှကီးရတော့ခွန်3.2ကီးနဲ့ကျွန်တော်ရဲ့ဝမ်းချင်းကိုလည်းကဲ့ကစားလို့ရတယ်နော်ကျွန်တော်ရဲ့ channel လေးကအသေးလေးဖြစ်တဲ့အတွက်ကြောင့်မို့ဒီကိုလည်းsubscriber လေးလည်းနှိပ်ပေးခဲ့ကြပါဦး။ comment မှာမင်္ဂလာရှိအောင်လို့မင်္ဂလာပါလို့လည်းမှတ်ပေးခဲ့ကြပါဦး။ okay လေးလည်းတယောက်ချောင်းရေးခဲ့ကြပါဦးဗျာ။ကျွန်တော်ပြီးတခေါက်ကောင်းတင်ပေးမှာဖြစ်ပါတယ်။ဒီလိုမိတ်ဆွေတို့လည်း live မှတ်သားလို့ရအောင်မှတ်သားရပါ။နော်တခေါက်ကောင်းတင်ပေးပါမယ်။ဟောတင်ပေးပါအတွက်
ကွာကောင်းကတော့ကျွန်တော်တကွာကောင်းက4 8ဖြစ်ပါတယ်4နဲ့ပတ်သက်တဲ့အတွက်4 8ပါเนาะထပ်ပြောပါမယ်4နဲ့ပတ်သက်ရင်တော့4 8ပါတကွာကောင်းက9နဲ့ဆိုရင်တော့9 1ပါတကွာကောင်းပါ4 8နဲ့9 1ပါတကွာကောင်းပါခင်ဗျာတော့ရဲ့ဗီဒီယိုလေးကိုမိတ်ဆွေတို့အနေနဲ့ညီမကြီးတို့ subscribe လေးနှိပ်ပေးကြပါဦး like share လေးလည်းလုပ်ပေးကြပါဦးဓမ္မလေးလည်းမင်္ဂလာပါလို့လည်းမှတ်ပေးကြပါဦးဓမ္မလေးလည်းထောင်ပေးကြပါဦးခင်ဗျာတော့ဗီဒီယိုလေးကတော့ဒီနေ့ကတော့ဒီလောက်ပါပဲအားလုံးပဲတက်တာပါ